ရှင်သောမနေခင်လေးပို့ဆောင်ပေးသူဆုံးလင်းသောအမြောက်ခြင်းကိုပေးသူချစ်ချစ်အသက်များစွာကရုဏာသည်များနဲ့တော်လောင်သာထွေးပိုင်လို့ခွဲခါချာဆုံးလင်းသောကောင်းကြီးတွေနေတိုင်းပေးသူအကြောင်းတော်နဲ့ဖို့လို့ခွဲခါပေးပါကိုရောရဲ့ဂျေစုနေရဲ့အစဉ်တိုင်းမှာပြန်လဲစွာထွေးပိုင်လို့သိခံစားကိုရောရဲ့ရှင်သောမနေခင်လေးပို့ဆောင်ပေး